ကဲအားမမင်္ဂလာပါဒီနေ့မှာတော့ဒီဟာခောက်ရမှာပဲပါတယ်။ခောက်မှာပဲ။ကဲဆိုတော့ကောင်းမယ်နော်။ခဲတာလေးယူမှာမယ်။ကဲအနီရောင်လေးကအနီရောင်လေးဆိုရင်ပါရှင် squishy အနီးဆိုရင် squishy ကအဲဆိုတော့ဒီဟော squishy တော့ယူမယ်။ကဲယူမှာပါ။ကဲအခုကကျွေးနေရတာ iPhone 7 ဝါး Pro Max squishy လေးပဲဖြစ်ပါတယ်ရှင် ကဲပြီးရင်နောက်တစ်ခုလိုက်ပါမယ် ။ရန်လေးညလိုကောင်းနေတာတော့အခန်းရောင်ဆိုတော့ ဆိုရင်တော့ကလေးရှင်းမဲ့ဖြစ် သူလေး squishy ပါပဲ ရှင်းဆိုတော့ ယူမယ် ဒီ iPhone ဟုတ်တော့ပြန်ကြတော့ဟို ဘာလေးယူရမလဲ ဟာလေ လေးပဲပေးလိုက်မယ်ကဲအဲ့ဆိုတော့ဒီဟာလေးကတော့ pass squishy လေးပါ squishy ကဲကြည့်ပါလေအရင်ပြီးတော့ကောင်းတဲ့ဘက်ကပါတယ်ဘက်ကကြောက်နော် squishy ကဲအဲ့ဆိုတော့ squishy နှစ်ခု အဲ့ဆိုတော့မင်းနိုင်ရရှင် သူကတစ်ခါဟောတစ်ခါဆိုရင်သုံးခါယူရအသေးဆိုရင် ကပဲ ယူပါမယ် ရေးရမှာဒီ ဒီတစ်ခါတော့သုံးခါလုပ်လိုက်ပါတယ် ဖြစ် ဘာရောလေးလဲ ပေါ့အဲ့ဆိုဒါလေးပါလေးထည့်ယူမယ် ရောင်ယူရမလဲဒီထဲကပဲ yellow ဟာဒီနေ့တော့အကုန်လုံး squishy လေးဟုတ်ထင်ပါနဲ့ အဲဆိုတော့ အဝါရောင်ရက်ဆိုရင်ပန်းလေးရပါတယ် ပန်းလေးရပါတယ်အဝါရောင်လေးပါရှင်လေးဆိုတော့ပန်းဒါလေးရပါတယ်တော့မြတ်တာ